ဇလန်းကတော့တိုက်ခန်းငှားခါတောင်မပေးနိုင်ပဲရုန်းကန်နေရတဲ့စင်းရဲသားလူငယ်လေးဟွမ်နဲ့စတင်ထားပါတယ်သူကပကြီးဆရာတယောက်အနေနဲ့အသက်မွေးတာဖြစ်ပြီးသူ့ရဲ့ပကြီးကားတွေကပတ်စံနေငယ်ရစီတယ်ဆိုပေမဲ့အများကြီးတော့မဟုတ်ပါဘူးသူ့လမ်းဘေးမှာထိုင်ပြီးလှပတဲ့ကောင်မလေးတယောက်ရဲ့ပုံတူကိုဆွဲပေးနေတာမြင်ရမှာဖြစ်ပြီးသူလည်းဆွဲလို့ပြီးတော့ကောင်မလေးကအဲ့ဒီလက်ရာကိုအရန်သဘောကျသွားပါတယ်ဒါပေမဲ့သူနောက်ထပ်ပကြီးကားတစ်ချက်ဆဆွဲဖို့ပြင်နေတော့မှပဲစိန်ခံကားတစ်စီးဆက်ရောက်လာပြီးကားထဲမှာတော့ရွအားရဲ့အချမ်းသာဆုံးတထေးကြီးပါလာတာပါဟွမ်အံ့ဩသွားတာကတော့အဲ့ဒီလူကြီးနဲ့အတူရှိနေတာကအခြားသူမဟုတ်ပဲသူ့ရဲ့ရည်စားဟောင်းဖြစ်နေလို့ပါပဲအဲ့ဒီတထေးကဟွမ်ကိုသူ့ရည်စားဟောင်းရှိမှတမင်တက်တိတ်ခါချတဲ့အနေနဲ့ဟွမ်စီကိုပတ်စံတွေပြစ်ပေါက်ပြီးတော့ရော့ဒါဆိုမင်းတနေ့တာလုံးရှားတဲ့ဝင်ငွေအတွက်လောက်မှမှာပါလို့လောင်ပြောင်ပြီးမျက်နှာကိုကြည့်ကရေမောပါတော့တယ်ဟွမ်လည်းအရှက်ရပြီးအဝိစားမပြေးမစုံနဲ့ပဲသူ့ပစ္စည်းတွေကိုတင်စေပြီးစုပ်ပြက်နေတဲ့သူ့ကားစီကိုထွက်လာခဲ့ပါတယ်အမှန်တိုင်းပြဟောရရင်သူကကားမောင်းနေတာလားဒါမှမဟုတ်ကားကပဲသူ့ကိုဆွဲခေါ်နေတာလားဆိုတာခွဲခြားရခက်လာပါတယ်ဟွမ်ဟာအနုပညာရှင်တွေပြခန်းတွေနဲ့ပကြီးဆရာတွေရဲ့အိမ်တွေနဲ့ပြည့်နေနေတဲ့သူ့ရဲ့ရွာကိုပြန်လာခဲ့ပြီးအဲ့ဒီရွာကိုတော့အနုပညာရှင်တွေအတွက်နိဗ္ဗာန်ဘုံလို့ခေါ်နိုင်ပါတယ်မိတ်ဆွေအိမ်ပြန်လမ်းမှာသူကကြွေးကြံအိမ်လာခတွေကိုတောင်းနေတဲ့အိမ်ရှင်နဲ့တိုးပါတော့တယ်စိတ်ပြက်လက်ပြက်နေပဲဟွမ်ကအိမ်လာခပတ်စံကိုအိမ်ရှင်ရဲ့မျက်နှာတက်စီပြစ်ပေါက်လိုက်ပါတယ်သူမထွက်ခွာခင်မှာပဲအိမ်ရှင်ကဒါကပြီးခဲ့တဲ့လအတွက်ပဲရှိသေးတာမင်းဒီလအတွက်အိမ်လာခပေးဖို့လိုသေးတယ်လို့ပြောတဲ့အခါဟွမ်ကနောက်မှပေးမယ်လို့အေးစစ်စစ်ပြန်ပြေးလိုက်တာကြောင့်အိမ်ရှင်ကဒေါသထွက်ပြီးသူ့စီကိုရေတန့်ဘူးနဲ့ပြစ်ပေါက်ပါတော့တယ်ဒီလိုဆိုရင်ဟွမ်ကပြန်ပြေးလိုက်မယ်လို့မျှော်လင့်မိမှာဟုတ်တယ်မလားမဟုတ်ပါဘူးကျွန်တော်တို့ရဲ့သဘောကောင်းလာတဲ့ဟွမ်ကရေတန့်ဘူးကိုကောက်ယူပြီးသူ့ရဲ့စုဆောင်းထားတဲ့အထဲကိုအသားရထည့်လိုက်ပါတယ်သူကလကုံတိုင်းမှာပလတ်စတစ်ပလင်းတွေကိုစုဆောင်းပြီးရောင်းချတာပါအိမ်ရှင်ကနှာခေါင်းရှုံပြီးဒါကစင်းရဲသားတွေရဲ့အတွေးခေါ်ပဲလို့ပြောကဟွမ်ရဲ့ပလတ်စတစ်နဲ့တန်ဘူးခွန်တွေစုဆောင်းတဲ့အလုပ်ကိုလှောင်ပြောင်ပေးမယ်ဒီလိုအလုပ်မျိုးလုပ်ကင်သူအားလုံးကိုတော့လေးစားမှုအပြည့်ရှိပါတယ်ခင်ဗျာအဲ့ဒီနောက်ဟွမ်ဟာတနေ့ကျရင်သူ့ရဲ့အမှုပညာလက်ရာတွေကိုပြသခွင့်ရချင်တဲ့သူ့ရဲ့အိမ်မက်ပကြီးပြခန်းစီကိုတွားခဲ့ပါတယ်နေတိုင်းလိုပဲသူကပြခန်းပိုင်ရှင်စီကိုချင်းကပ်ပြီးသူ့ရဲ့ပကြီးကားကိုစပွန်ဆာပေးဖို့တောင်းဆိုခဲ့ကပတ်စံချို့ကိုတောင်ကန့်လန့်ခဲ့ပါသေးတယ်ဒါပေမဲ့ပြခန်းပိုင်ရှင်ကရေမောပြီးဒါကနေရရဲ့စတူဒီယံမီတာစာတော့မလောက်ဘူးလို့ပြောပြီးဟွမ်ကိုထားခဲ့ပြီးအပေါ်ထက်ကိုတက်သွားပါတယ်ဟွမ်ကလည်းသူ့နောက်ကိုလိုက်သွားပြီးပကြီးကပြသပေးဖို့အတနာခံတဲ့အခါပြခန်းပိုင်ရှင်ကမင်းရဲ့အမှုပညာကအမိုက်ပဲဟွမ်လို့အေးဆက်ဆက်ပြန်ပြောပါတယ်ဟွမ်ကလည်းကျွန်တော်အများကြီးတိုးတက်လာတာပါကျွန်တော်ချစ်သူချမ်းတောင်ဒါကိုသဘောကျတယ်လို့ကိုကာကွယ်ပြောဆိုပါတယ်ကဲကျွန်တော်ပြောပြရအောင်မယ်မိတ်ဆွေထန်းကမျက်စိမမြင်ရပါဘူးအတီပြောတာပါစားနောက်နေတာမဟုတ်ပါဘူးသူမကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကမျက်စိယောဂတစ်ခုကြောင့်အမြင်အာရုံဆုံးရှုံးခဲ့ရတာပါပြခန်းပိုင်ရှင်ကနှာခေါင်းရှုံပြီးမင်းကမင်းရဲ့မျက်မမြင်ချစ်သူရဲ့ဝေဖန်ချက်ကိုအားကိုးနေတာပေါ့ဟုတ်လားမင်းတော့ယူသွားပြီလို့ပြောပါတယ်ပြီးတော့အခြားအာလူပုံပကြီးကားတစ်ချက်ကိုညွှန်ပြပြီးဒါကိုကြည့်စမ်းငါဒါကိုကြည့်လိုက်ရင်တကယ်ပဲဗိုက်စာလာတယ်လို့ခံစားရတယ်အဲ့ဒီလောက်ထိအသက်ဝင်လာလို့ပြောလိုက်ပါတယ်ဟွမ်ကတော့စိတ်နှလုံးကြေကွဲသွားပြီးဘာပြန်ပြောရမှန်းမသိတော့ပါဘူးချမ်းချောင်းပြောရရင်တော့သူမဟာမျက်စိမမြင်ရတဲ့အတွက်သူမရှာဖွေနိုင်တဲ့တခုလေးတော့အလုပ်ကအနှိမ့်တီအလုပ်ဖြစ်နေပါတယ်စိတ်မကောင်းစရာကတော့ဒီအလုပ်ကသူမကိုအနှောက်အယှက်ပေးခံရမယ့်အနေရရှိစေပြီးအဲ့ဒီနေရာကလူတွေကသူမရဲ့မျက်မမြင်ဖြစ်မှုကိုအခွင့်ကောင်းယူကြပါတယ်တနေ့မှာတော့ဟွမ်ကတယောက်ယောက်ကသူမကိုနှောက်ယှက်နေတာကိုတွေ့သွားပြီးချက်ချင်းပဲကာကွယ်တဲ့အနေနဲ့အဲ့ဒီနှောက်ယှက်သူတွေကိုသူတို့သူမအပေါ်လုပ်ခဲ့တယ်လို့မျိုးအတိအကျပြန်လုပ်ပေးလိုက်ပါတယ်ပြီးတော့ကဲအခုဒီမိန်းကလေးခံစားရတာမျိုးမင်းတို့ခံစားရပြီလားလို့မေးပါတယ်သူတို့ကိုနောက်တရားလိမ့်မယ်လို့မျှော်လင့်ခဲ့ပေမဲ့အဲ့ဒီလူတွေကဝိုင်းပေးသတ်လိုက်ပါတယ်အရိုက်ခံရပြီးနောက်ဟွမ်နဲ့ထန်းတို့ဟာတိုက်ခန်းကိုသွားခဲ့ပြီးသူမကသူ့ရဲ့ဒဏ်ရာတွေကိုဆေးထည့်ပေးပါတယ်ဟွမ်ကငါသူတို့ကိုညာလာမှုမရှိပဲတယောက်တည်းအကုန်လုံးကိုအလဲထိုးလိုက်တာလို့ကြွားလုံးထုတ်ပါတယ်တိုက်ခိုက်သူတွေအော်ဟစ်တန်ကိုကြားခဲ့ရတဲ့ထန်းကလည်းဟုတ်တယ်သူတို့အရိုက်ခံရလို့နာကျင်စွာအော်နေတဲ့အတန်ကိုငါကြားတယ်လို့ပြောပါတယ်တကယ်တော့အဲ့ဒီအော်တန်တွေကဟွမ်ကိုယ်တိုင်အော်နေတဲ့အတန်မှန်သူမမသိရှာပါဘူးအဲ့ဒီနောက်ဟွမ်ကသူမကိုဖနက်အစ်တစုံလက်ဆောင်ပေးပြီးအံ့ဩစေခဲ့ပါတယ်သူမကဒါကိုအရန်သဘောကျသွားပြီးသူတို့နှစ်ယောက်အတူတူကကြပါတယ်ပြီးတော့ဟွမ်ကသူမကိုနမ်းဖို့အနာတိုးသွားတဲ့အချိန်မှာပဲအလိုက်မသိတဲ့နွားကြောင့်သူမကအခန်းထဲမှာတခြားတယောက်ယောက်ရှိနေတဲ့အတန်ကိုရုတ်တရက်ကြားလိုက်ရပါတယ်သူမကအဲ့ဒါဘယ်သူလဲလို့မေးတဲ့အခါဟွမ်ကချက်ချင်းပဲအိမ်ကနေနှိထုတ်ခံရလို့ငါစီမှာလာတဲနေတဲ့တငယ်ချင်းပါလို့ပြောလိုက်ပါတယ်သူကသူ့တငယ်ချင်းကိုမျက်စိမိတ်ထားဖို့ပြောပေမဲ့ထန်းကတော့နေရခက်တယ်လို့ခံစားရတာကြောင့်ပြန်သွားခဲ့ပါတယ်နောက်တော့ဟွမ်နဲ့သူ့တငယ်ချင်းဟာခေါင်းမိုးထက်ကိုတက်ပြီးအရက်သွားတောက်ကြပါတယ်သူတို့တွေအရန်မှုသွားပြီးအိပ်ပျော်သွားကြပါတယ်ရုတ်တရက်ဆိုသလိုပဲသူတို့အပေါ်တဲမှာရုံသားရင်ပြန်တစည်းပေါ်လာပါတယ်ဟွမ်ကလက်နိုးလာပြီးသူ့တငယ်ချင်းကိုနှိုးဖို့ကြိုးစားပေမဲ့အဲ့ဒီလူကတော့လုံးဝတတိမိပြီးအိပ်ပျော်နေပါတယ်ရင်ပြန်ကတော့သူတို့ရက်ကွက်အပေါ်မှာဝဲပြန်နေပြီးဟွမ်ဟာရင်ပြန်ထဲကနေဆင်းလာတဲ့ကောင်မလေးတယောက်ကိုမြင်လိုက်ရပါတယ်သူမကကာတွန်းဆက်ကောင်လေးနဲ့တူပြီးသူမနဲ့အတူဆင်းလာတဲ့အခြားနှစ်ယောက်ကိုညွှန်ပြနေပါတယ်သူတို့ကဒီဒေတာကိုပုံဆွဲဖို့လာကြတာနဲ့တူပါတယ်ဟွမ်ကသူတို့ကိုတပ်ပုံရိုက်ဖို့ကြိုးစားပေမဲ့ဒီဦးကြောင်ကောင်က flash မီးဖွင့်ထားတာကိုမေ့သွားတာကြောင့်ဂျိုသားတွေကသူ့ကိုမြင်သွားပြီးစက္ကန့်ပိုင်းအတွင်းမှာပဲရင်ပြန်တဲ့အတူတက်ကွယ်သွားပါတယ်ဒါပေမဲ့ဂျိုသားတွေတခုခုခြံထားခဲ့တာကိုဟွမ်သတိပြုမိလိုက်ပါတယ်သူသွားစစ်ဆေးကြည့်တဲ့အခါအဲ့ဒါကဘောပင်တစ်ချောင်းဖြစ်နေပါတယ်သူကပကြီးဆရာတယောက်ဖြစ်တာကြောင့်အဲ့ဒါကိုတင်ထားပြီးအိပ်ပျော်သွားပါတယ်နောက်တနေ့မနက်မှာတော့သူလက်နိုးလာပြီးအရာအားလုံးကိုမှတ်မိနေပါတယ်သူတငယ်ချင်းကသူ့ကိုမြင်တော့မင်းတည်သွားတာလားဒါမှမဟုတ်အိတ်နေတာလားလို့စနောက်ပါတယ်ဟွမ်ကခေါင်းမိုးပေါ်မှာဖြစ်ပျက်ခဲ့တဲ့မြကိုပြောပြပါတော့တယ်သူအံ့ဩသွားတာကသူ့တငယ်ချင်းကဇလန်းအသေးစိတ်ကိုလိုက်ပြောနိုင်နေလို့ပါပဲဟွမ်ကသူ့တငယ်ချင်းလည်းမြင်ခဲ့တာလားလို့ထင်လိုက်ပေမဲ့သူ့တငယ်ချင်းကဟွမ်တညလုံးအိမ်မက်ရောင်ပြီးပြောနေတာလို့ရှင်းပြပါတယ်မအိတ်ခင်မှာဟွမ်ကအဲ့ဒီဂျိုသား၃ယောက်ရဲ့ပုံကိုတောင်ဆွဲထားခဲ့ပါသေးတယ်
သူတငယ်ချင်းယုံကြည်လာမှမဟုတ်ဘူးဆိုပြီးဟွမ်လဲလမ်းပေါ်မှာလူတွေကိုပကြီးဆွဲပေးဖို့ထွက်လာခဲ့ပါတယ်သူပကြီးဆွဲနေတော့မှပဲစိတ်ကုန်သွားပါတယ်သူတခြားဆေးတွေလိုက်ရှာပေမဲ့အဆင်ပြေမဲ့ဆေးရောက်မတွေ့ပါဘူးအဲ့ဒီအချိန်မှာပဲမင်းညကကျိုးသားဘောပင်ကိုတတိယသွားပါတယ်သူကပကြီးကားကိုအဆုံးသတ်ဖို့အဲ့ဒီဘောပင်ကိုသုံးဖို့ဆုံးဖြတ်လိုက်ပါတယ်ပထမဆုံးအနေနဲ့သူကစက်ကူအလွတ်တစ်ခုပေါ်မှာအရင်ဆန်းဆွဲကြည့်ရာရုတ်တရက်ဆိုသလိုပဲသူဆွဲလိုက်တဲ့ပကြီးပုံစံကအစ်စ်မှန်ဖြစ်ပြောင်းလဲသွားပါတယ်သူအံ့ဩမြင်သက်သွားပါတယ်ဒါကိုအတည်ပြုဖို့အတွက်သူကပန်းသီးတစ်လုံးထပ်ဆွဲကြည့်ပါတယ်တခါတည်းအစ်စ်မှန်ဖြစ်ထွက်ပေါ်လာပြန်ပါတယ်သူအပျော်လွန်ပြီးပန်းသီးကိုစားကြည့်ရာတကယ်ပန်းသီးအစ်စ်ကြီးဖြစ်နေပါတယ်သူကစိတ်လှုပ်ရှားစွာနဲ့ပန်းသီးကိုအိတ်ထဲထည့်ပြီးသူ့တငယ်ချင်းစီကိုအကြောင်းဆုံးပြောပြဖို့အပြေးလွှားသွားပါတော့တယ်သူကပန်းသီးအကျွင်းကြံကိုပြပြီးဒါကိုသူဆွဲလိုက်တာဖြစ်ပြီးအသက်ဝင်လာတာလို့ရှင်းပြပါတယ်ဒါပေမဲ့ထုံးစံတိုင်းသူ့တငယ်ချင်းကမယုံပါဘူးသူကကြံတဲ့ပန်းသီးကိုစားလိုက်ပြီးမင်းပါရီလျှောက်ပြောနေတာလေဆေးရုံသွားပြလိုက်ဦးလို့ပြောပါတယ်ဒါကိုတက်တည်ပြဖို့အတွက်ဟွမ်ကသူ့တငယ်ချင်းတောင်းဆိုတဲ့အတိုင်းရွှေတုံးတုံးဆွဲပြလိုက်ပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကအဲ့ဒီရွှေတုံးပုံကချက်ချင်းကြီးအဆင်မဖြစ်လာပါဘူးသူ့တငယ်ချင်းကလှောင်ပြောင်ပြီးအဲ့ဒီစက်ကူကိုပြတင်းပေါက်ကနေအပြင်ကိုလွှင့်ပစ်လိုက်ပါတယ်ရုတ်တရက်အပြင်ကအဖိုးကြီးတယောက်နာကျင်စွာအော်ဟစ်တန်ကိုကြားလိုက်ရပါတယ်။အဲ့ဒီစက်ကူကသူ့ကောင်းကိုသွားမှန်တာပါဖိုးကြီးကပြတင်းပေါက်ကနေအုတ်ခဲတွေနဲ့ပြရမလားဆိုပြီးလှမ်းဆဲပေမဲ့မြေပြင်ပေါ်ကရွှေတုံးကိုမြင်သွားတဲ့အခါကောက်ပြီးအိတ်ထဲထက်ကဘာမှမဖြစ်တယ်လို့မျိုးထွက်သွားပါတော့တယ်။အဲ့ဒီအချိန်ကျမှဟွမ်ရဲ့တငယ်ချင်းကလုံးဝယုံကြည်သွားပါတော့တယ်။သူကဟွမ်ကိုပိုကြီးရဲ့ရွှေတုံးကြီးဆွဲခိုင်းပြီးသူတို့နှစ်ယောက်လုံးအံ့အားမြင်သက်သွားကြပါတယ်။သူတို့ကအခန်းချင်းလေးထဲမှာနေရတာကြောင့်ဟွမ်ကနန်းတော်ကြီးတစ်ခုဆွဲဖို့ဆုံးဖြတ်လိုက်ပါတယ်သူပုံဆွဲလိုက်တာနဲ့တပြိုင်နက်မျိုးလေကောင်မှာနန်းတော်ကြီးတစ်ခုဘဲကမှန်းမသိပေါ်လာပါတော့တယ်လူတွေလည်းအံ့အားသင့်ကုန်ကြပါတယ်မကြခင်မှာပဲရဲတွေလည်းရောက်လာပြီးဇဝေဇဝါဖြစ်နေကြပါတယ်ငါတို့လွန်ခဲ့တဲ့9မိနစ်တင်ဒီနားမှာရှိနေတာဒါကိုဘသူကအချိန်မီစောက်လိုက်တာလဲလို့မေးကြပါတယ်ရဲတွေကနန်းတော်တကားကိုဖွင့်ဖို့ကြိုးစားတဲ့အခါမှာပဲဟွမ်နဲ့သူ့တငယ်ချင်းတို့ကသူတို့အမားကြီးမှသွားပြဒီဆိုတာတီးလိုက်ရပါတယ်ဟွမ်ကပကြီးကိုပြန်ဖြတ်ဖို့ကြိုးစားပေမဲ့ဘလို့ဖြတ်ရမှန်းမသိပါဘူးအဲ့ဒီနောက်မှာတော့ဘောပင်ပေါ်မှာမလိုချင်တဲ့ပကြီးတွေကိုဖြတ်ပေးတဲ့ခလုတ်တစ်ခုရှိတာကိုရှာဖွေတွေ့ရှိသွားပါတယ်သူအဲ့ဒီခလုတ်ကိုနှိပ်လိုက်တာနဲ့နန်းတော်ကြီးဟာလူတိုင်းရဲ့ရှေ့မောက်မှာတင်ချက်ချင်းပြက်ကွယ်သွားပါတယ်တခါတည်းလူတွေအားလုံးစွန့်သွားကြပြန်ပါတယ်အခန်းထဲပြန်ရောက်တဲ့အခါဟွမ်ရဲ့တငယ်ချင်းကငါတို့ပတ်စံတွေဆွဲရမယ်အနည်းဆုံးဝန်တန်း200လောက်လို့ပြောပါတယ်သူကိုယ်တိုင်ခဏတစ်ခုဆွဲကြည့်ပေမဲ့ပတ်စံဖြစ်မလာပဲခဏအတိုင်းပဲရှိနေတာပါဟွမ်ကဘောပင်ကိုယူပြီးပတ်စံအထက်လိုက်ပုံစံကိုကျွမ်းကျင်စွာဆွဲလိုက်တဲ့အခါစက္ကန့်ပိုင်းတွင်းမှာပဲအခန်းထဲမှာပတ်စံတွေတောင်းလို့ပုံလာပြီးသူတို့2ယောက်လုံးမြုပ်သွားပါတော့တယ်နောက်တော့အိမ်ရှင်ရောက်လာပြီးအပြင်မှာအမိုက်တွေရှုပ်အောင်လုပ်ထားလို့ဆိုပြီးပကြီးဆရာတွေကိုဆဲဆိုပါတော့တယ်အဲ့ဒီထဲကကောင်းမလေးတယောက်ကပြန်ပြောဖို့ကြိုးစားပေမဲ့အိမ်ရှင်ကမင်းကယောက်ျားတယောက်နဲ့ဝင်လာပြီးနောက်တစ်ယောက်နဲ့ပြန်ထွက်သွားတာလို့အော်ပြစ်လိုက်ပါတယ်ပြီးတော့ဟွမ်ကိုပါစူပူကိုလှမ်းခေါ်လိုက်ပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲဟွမ်နဲ့သူ့တငယ်ချင်းဟာလူချမ်းသာတွေဝစ်စင်တယ်လို့သူတို့ထင်နေကြတဲ့လူပြက်တွေလိုအဝတ်စားတွေဝတ်ပြီးတရက်ကွက်လုံးရဲ့ရှေ့မှာကြွားဝါပြီးထွက်လာကြပါတယ်ဟွမ်ကပတ်စံထုတ်ကြီးတွေကိုထုတ်ပြီးအိမ်ရှင်ကိုတော့ဒါကနောက်ထပ်နှစ်တရစာအတွက်အိမ်လာခလို့ပြောလိုက်ပါတယ်အိမ်ရှင်လည်းဟွမ်ဒီပတ်စံတွေဘဲကရလဲဆိုတာမသိပဲမြင့်တက်သွားပါတယ်ဒါနဲ့မကသေးပါဘူးမကြခင်မှာပဲအိမ်နီးနားချင်းတွေဟာဟွန်တယောက်စိန်ခံကား3စီးဖြောပြေးပေးမဲ့ကောင်မလေးတွေနဲ့ရောက်လာတာကိုတွေ့ရပြန်ပါတယ်သူအမြဲတမ်းအိမ်မက်မက်ခဲ့တဲ့နန်းတော်ကိုဝယ်ဖို့အတွက်ထိတ်တဲ့အိမ်ချမ်းမြေကုမ္ပဏီတစ်ခုကိုတွားခဲ့ပါတယ်အဲ့ဒီနေရာမှာပဲသူ့ရဲ့ရည်စားဟောင်းနဲ့သူမရဲ့ရည်စားတစ်ကိုတွေ့ရပြီးအဲ့ဒီလူကသူမအတွက်ဒေါ်လာ15တန်းတန်ပေးလာဖို့မဝယ်ပေးနိုင်ဘူးလို့ညှင်းဆန်နေတာကိုတွေ့လိုက်တဲ့အခါဟွန်ကအတွင်းရေးမှုစီကိုချင်းကပ်ပြီးမြို့ရဲ့အကောင်းဆုံးနေရာကနန်းတော်နဲ့ခုကိုတောင်းဆိုလိုက်ပါတယ်သူကပတ်စံအစင်တစ်ထုတ်ပြီးသူ့ရည်စားဟောင်းရဲ့ရှေ့မောက်မှာတင်နှစ်ခုလုံးကိုဝယ်ယူလိုက်တာကြောင့်သူမဟာသူ့ကိုလမ်းခွဲခဲ့မိတဲ့အတွက်ချက်ချင်းပဲနောင်တရသွားပါတော့တယ်အဲ့ဒီညမှာပဲဟွမ်ကသူ့ရဲ့မျက်မမြင်ချစ်သူထန်းကိုသူမအတွက်သူဝယ်ပေးထားတဲ့နန်းတော်အသစ်စီခေါ်သွားပြီးအံ့ဩစေခဲ့ပါတယ်သူမကိုအရှိမဘာရှိလဲလို့ခံမှန်းခိုင်းတဲ့အခါသူမပဲဝန်တန်းလေးဆက်တဲ့နန်းတော်ကြီးမလားလူတိုင်းကမင်းနဲ့မင်းဝယ်နေတဲ့ပစ္စည်းတွေအကြောင်းပဲပြောနေကြတာလို့ပြောပါတယ်ဟွမ်ကတော့အံ့ဩအောင်လုံးမဲ့အစီအစဉ်ပြတ်သွားလို့စိတ်ပြတ်သွားပေမဲ့ပွဲကိုဆက်လက်ကျင်းပပါတယ်အဲ့ဒီမှာချန်းကိုဂုဏ်ပြုပေးကြမဲ့ဧည့်သည်တွေနဲ့ပြည့်နေနေပါတယ်သူမကမမြင်ရတဲ့အတွက်ဟွမ်ကမိဆိုင်တွေကစနန်းတော်ခုလုံးရဲ့လှပပုံတွေကိုသူမကိုလိုက်လံပုံဖော်ပြောပြပေးမဲ့ကောင်းမလေးတယောက်ကိုမှားယမ်းပေးထားပါတယ်သူကဧည့်သည်အားလုံးရဲ့ရှေ့မှာသူမကိုလက်ထပ်ခွင့်တောင်းပေမဲ့ချမ်းကညှင်းပယ်ပြီးထွက်သွားပါတယ်သူလည်းသူမနောက်ကိုလိုက်သွားပြီးသူ့ကိုမချစ်ဘူးလားလို့မေးကသူမကချစ်ပါတယ်လို့ပြန်ဖြေပါတယ်ဒါဆိုရင်မင်းငါ့ကိုချစ်ရင်ဘာလို့ပွဲလေခေါင်မှညှင်းပယ်ပြီးငါ့ကိုအဆက်ခွဲရတာလဲလို့ဟွမ်ကမေးပါတယ်သူမကတော့ဒါဟာသူ့ကောင်းကျိုးအတွက်လုပ်တာဖြစ်ပြီးအကယ်၍သူတို့လက်ထပ်လိုက်ရင်သူမကမျက်စိမမြင်ရပဲသူကချမ်းသာနေတာကြောင့်သူတစ်သက်လုံးအဆက်ရနေလိမ့်မယ်လို့ပြောပါတယ်သူကြိုက်တဲ့ကောင်းမလေးကိုရွေးချတင်နိုင်တယ်လို့လည်းဆိုပါတယ်ဟွမ်ကသူကတထေးမဟုတ်ကြောင်းသူ့ရဲ့စီးစိမ်တွေအားလုံးဟာသူ့ရဲ့ပကြီးလက်ရာကနေရတာဖြစ်ကြောင်းရှင်းပြပါတယ်အဲ့ဒီအချိန်ကျမှသူမကသူဟာပကြီးကားတွေရောင်းရလို့အောင်မြင်လာတာလို့ထင်သွားပါတယ်ဒါကြောင့်ဟွမ်ကဂျိုသားတွေစီကရတဲ့မှုတ်ဘောပင်အကြောင်းကိုရှင်းပြလိုက်ပါတယ်ချမ်းကမှုတ်ဘောပင်အကြောင်းကြားရတဲ့အခါသူမကိုမျက်လုံးတစ်စုံဆွဲပေးဖို့နဲ့အမြင်အာရုံပြန်ရအောင်အစစ်အမှန်ဖြစ်အောင်လုပ်ပေးဖို့တောင်းဆိုပါတယ်ဟွမ်လည်းအဲ့ဒီအကြံကိုသဘောကျပြီးလှပတဲ့ကောင်းမလေးတယောက်ရဲ့မျက်လုံးလိုမျိုးအတိအကျဆွဲပေးပါတော့တယ်သူတို့တွေမျက်လုံးပုံစံကနေထွက်လာပြီးချမ်းရဲ့ခန္ဓာကိုယ်ထဲဝင်သွားဖို့စောင့်ဆိုင်နေကြပေမဲ့အဲ့ဒီမျက်လုံးတွေကအနာကလူရဲ့ပခုံးပေါ်မှာသွားပေါ်တာကြောင့်အရန်ထိတ်လန့်စရာကောင်းသွားပါတယ်သူတို့ချက်ချင်းပဲအဲ့ဒီမျက်လုံးတွေကိုပြန်ဖြတ်လိုက်တာကြောင့်ဘီလာကြဒီလိုပဲပျောက်ကွယ်သွားပါတယ်အဲ့ဒီနောက်မျက်နှာတစ်ခုလုံးကိုဆွဲရင်ကောဘာဖြစ်မလဲမျက်နှာကြီးထွက်လာမလား
အဲ့ဒါကလည်းကြောက်စရာကြီးဖြစ်နေနိုင်တယ်လို့တွေးတောကြပါတယ်။ဒါကြောင့်သူတို့ကထန်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဆွဲပြီးမျက်လုံးကိုမျက်နှာပေါ်မှာရှိတဲ့နေရာမှာအတိအကျပေါ်လာအောင်ဆွဲဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အဲ့ဒီပကြီးကိုပြီးအောင်9 နာရီကြာဆွဲခဲ့ရပါတယ်။ပြီးသွားတဲ့အခါချမ်းကအမြင်အာရုံပြန်ရဖို့စိုးရိမ်တကြီးစောင့်ဆိုင်းနေပေမဲ့ဘာမှဖြစ်မလာပါဘူး။သူမကသူတို့တွေသူမကိုလာနောက်နေတာလို့ခံစားရတာကြောင့်အိမ်ထဲကနေထွက်သွားပါတယ်။သူမအပြင်ကိုခြေလန်းလိုက်တာနဲ့တကားဝမှာတင်ရုတ်တရက်ပြောက်ကွယ်သွားပြီးပကြီးကားထဲကနေမျက်လုံးတွေပွင့်လျက်နဲ့ပြန်လဲပေါ်ထွက်လာပါတယ်။အဆင်ပြေသွားပါပြီ။ချမ်းအခုမြင်ရသွားပါပြီ။ဟွမ်ကသူမကိုတရုတ်ပြည်အနှက်လိုက်လံပြသပြီးခီးရီခေါ်သွားပါတယ်။သူတငယ်ချင်းကလည်းသူအရန်ကြိုက်ခဲ့ရတဲ့တိတော့ကမလေးနဲ့ချစ်ကြိုက်တော့ဒါပါတယ်သူတို့ဘဝတွေလုံးဝပြောင်းလဲသွားခဲ့ပါပြီ။ဟွမ်ဟာနောက်ဆုံးမှာတော့သူ့ပကြီးကားတွေကိုပြသဖို့ပကြီးပြပွဲတစ်ခုကိုရရှိခဲ့ပါတယ်။အရင်ကဘယ်သူမှဂရုမစိုက်ခဲ့စေအပေါ်ဆုံးနဲ့တောင်မဝဲခဲ့ကြတဲ့အမှုပညာလက်ရာတွေဟာအခုတော့လေလံတင်ရောက်ချခံရပြီးလူတွေကဈေးတွေအပြိုင်ဆိုင်ပေးနေကြပါတယ်။ဒါတွေအားလုံးကသူချမ်းသာလာလို့ဖြစ်ပြီးလူတိုင်းကသူ့ရဲ့ပကြီးကားတွေနောက်ွယ်ကအရေးချင်းကြောင်းလို့ထင်နေကြတာပါ။ဒါပေမဲ့အဓိကချက်ကတော့ဒီမော်ဘောပင်ကအရာဝတ္ထုတွေကိုဟာလာဟင်းလင်းကနေဖန်တီးပေးတာမဟုတ်ပါဘူး။ချမ်းရဲ့မျက်လုံးတွေတောင်ဘာမှမရှိရကနေရောက်လာတာမဟုတ်ပါဘူး။သူမအမြင်အာရုံရလိုက်တဲ့အဲ့ဒီအချိန်တိကျမှာပဲနာမည်ကြီးမင်းသမီးတယောက်ဟာရိုက်ကွင်းပေါ်မှာရုတ်တရက်အမြင်အာရုံကွဲသွားခဲ့ပါတယ်။အဲ့ဒီဖြစ်ရက်ကလူမှုကွန်ရက်မှာပြန့်နှံ့သွားပြီးလူတွေကမင်းသမီးရဲ့မျက်လုံးတွေဘာဖြစ်သွားတာလဲဆိုပြီးအံ့ဩနေကြပါတယ်။သူတို့ပုံဆွဲပြီးထုတ်လိုက်တဲ့ပတ်စံတွေကလည်းဘယ်ကမှမသိရောက်လာတာမဟုတ်ပါဘူး။အဲ့ဒီပမာဏအတိအကျဟာဘန်တစ်ခုကနေပျောက်ဆုံးသွားတာဖြစ်ပြီးလုံခြုံရေးကင်မရာတွေမှာလည်းပတ်စံတွေအလိုလိုပျောက်ကွယ်သွားတာကိုဖမ်းမိခဲ့ပါတယ်။ရဲတွေလည်းဘာတွေဖြစ်နေလဲဆိုတာနားမလည်နိုင်ပဲယူမတက်ဖြစ်နေကြပါတယ်။တိုင်ဘက်ပကြီးဆရာလီချောင်ကြီးကလည်းမနာလိုဝန်တုံမှုတွေဖြစ်ပြီးဟွမ်ဘလိုလို့အခုလိုချက်ချင်းကြီးချမ်းသာလာလဲဆိုတာကိုလိုက်လံစုံစမ်းပါတော့တယ်သူဘန်ကပတ်စံတွေပျောက်ဆုံးတဲ့အကြောင်းကြားတဲ့အခါအစအနတွေကိုဆက်ဆက်မိပြီးရဲတွေကိုဆက်သွယ်ကတညရဲနဲ့ချမ်းသာလာတဲ့သူတယောက်အကြောင်းသူသိတယ်လို့သတင်းပေးပါတယ်တေချာတာကတော့အဲ့ဒီလူပဲဘန်ကပတ်စံကိုခိုးယူခဲ့တာဖြစ်ရပါမယ်ရဲတွေကလည်းဟွမ်တိုက်ခန်းတွေဝယ်ဖို့တုံးခဲ့တဲ့ပတ်စံတွေရဲ့နံပါတ်တွေဟာဘန်ကအခိုးခံရတဲ့ပတ်စံနံပါတ်တွေနဲ့ကိုက်ညီနေတာကိုစုံစမ်းသိရှိသွားပါတယ်သူတို့ကဟော်နဲ့သူ့တငယ်ချင်းကိုပကြီးလေးလံပွဲကျင်းပနေတော့လူတွေသူ့ပကြီးကားတွေကိုဝယ်နေကြတော့မှပဲလာရောက်ဖမ်းဆီးပါတော့တယ်ဟော်နဲ့သူ့တငယ်ချင်းကသူတို့ဘာမှမခိုးခဲ့ကြောင်းသူတို့မှလိုချင်တာမှန်သမျှရနိုင်တဲ့မော်ဆွမ်းအားတစ်ခုရှိကြောင်းရှင်းပြကြပေမဲ့မော်ဘိုးပင်အကြောင်းကိုတော့ထည့်မပြောကြပါဘူးသူတို့ကရဲတွေကိုကြိုက်တာတောင်းပါအခုချက်ချင်းပေါ်လာအောင်လုပ်ပြမယ်လို့ပြောပါတယ်ရဲတွေကဖာရီကားတစ်စီးတောင်းလိုက်ပါတယ်ဟော်နဲ့သူ့တငယ်ချင်းကမော်ဆွမ်းအားအလုပ်လုပ်နေတော့သူတို့ကိုဘယ်သူမှမကြည့်ဖို့တောင်းဆိုလိုက်ပြီးရုတ်တရက်ဆိုသလိုပဲရဲစခန်းထဲမှာဖာရီအနီအောင်တစ်စီးရောက်လာပါတယ်ရဲတွေလည်းမြင့်တက်သွားကြပြီးခိုးမှုအတွက်တက်တည်မရှိတာကြောင့်သူတို့ကိုပြန်လွတ်ပေးလိုက်ပါတယ်အဲ့ဒီညမှာပဲတယောက်ကတကားကိုလာခောက်ပါတယ်သူတို့တွေရဲတွေပြန်လာလားဆိုပြီးလန့်သွားကြပေမဲ့အပြင်မှာရှိနေတာကသူ့ကိုလွန်ခဲ့တဲ့အချိန်ကပြစ်ခွာသွားခဲ့တဲ့ငွေမက်တဲ့ခွန်ရဲ့ရည်စားဟောင်းဖြစ်နေပါတယ်သူမရဲ့ခင်မုန်းဖြစ်သူပကြီးဆရာလီချောင်ကြီးကဟွမ်ပေါ်မနာလိုစိတ်ကြောင့်သူမကိုရိုက်နှက်ခဲ့တာပါသူမကအဲ့ဒီတုန်းကဟွမ်ကိုမရွေးချယ်ခဲ့ပဲပတ်စံကိုပဲမက်ခဲ့မိတဲ့အတွက်လာရောက်တောင်းပန်တာပါသူမကခင်မုန်းဖြစ်သူကိုကွာရှင်းပြီးမိဘတွေစီပြန်တော့မယ်လို့ပြောပေမဲ့ဟွမ်ကတော့သူမသူ့ကိုထားခဲ့တာဘာမှမမဘူးလို့ပြောပါတယ်အဲ့ဒီတုန်းကပကြီးဆွဲတာကလွယ်ရင်ဘာမှမရှိပဲဆင်းရဲပြီးအခြေရေးကိုပြစ်ပယ်ထားတဲ့လူတစ်ယောက်နဲ့သူမဘာလုပ်နိုင်မှာလဲအဲ့ဒီချိန်တုန်းကသူမအဖေကလည်းဆေးရုံမှာဖျားနေတာဖြစ်ပြီးသူမအနေနဲ့ငွေကြေးကူညီတကယ်လိုအပ်နေခဲ့တာပါအဲ့ဒါကိုသူမရဲ့လက်ရှိခင်ပုံကကူညီပေးခဲ့တာဖြစ်လို့အပြစ်ရှိတယ်လို့မခံစားဘူးသူကပြောပြပါတယ်အဲ့ဒီနောက်သူကအတိတ်ကိုပြန်ပြောင်းတွေးတောရင်းအာယုံပြန့်လွင့်သွားပြီးသူမကိုမော်ဘောပင်ရဲ့စကြောင်းအပြည့်စုံကိုပြောပြမိပါတော့တယ်။ဟွမ်ကဘောပင်ကိုပြဖို့ကာကွယ်ရေးတစ်တာကိုဖွင့်လိုက်တဲ့အချိန်မှာပဲဘေးဒုက္ခရောက်ပါတော့တယ်။သူမရဲ့ခင်ပွန်းကသူမရဲ့အဝတ်စားတွေထဲမှာကင်မရာဝက်တက်ဆင်ထားခဲ့တာကြောင့်ဟွမ်ပြောသမျှကိုမြင်ရကြားရသွားပါတယ်။အခုတော့သူမော်ဘောပင်ရဲ့လှုပ်ဝက်ချက်ကိုသိသွားပါပြီ။တစ်ခါမှလည်းရဲအရာရှိဟာကားပြပွဲတစ်ခုကနေလှုပ်ဝက်စွာပျောက်ဆုံးသွားတဲ့ဖာရီကားတစ်စီးအကြောင်းအစီရင်ခံစာကိုဖတ်နေပါတယ်။အဲ့ဒါကဟွမ်နဲ့သူ့တငယ်ချင်းတို့ဘောပင်နဲ့ခေါ်လိုက်တဲ့ဖာရီကားဖြစ်နေပါတယ်။ဒါကြောင့်ရဲအရာရှိကသူတို့အိမ်ကိုတက်လာပြီးသူတို့ကိုကူညီပေးနေတဲ့မော်ပစ္စည်းကိုအဖို့တောင်းဆိုပါတယ်မဟုတ်ရင်တော့တကူတွေဖြစ်အရေးယူခံရမယ်လို့တတိပေးပါတယ်။ဒါပေမဲ့လောလောဆယ်မှာမော်ပညာကိုအရေးယူမဲ့ဥပဒေမရှိသေးတာကြောင့်အကယ်၍သူတို့ကပူးပေါင်းဆောင်ရွက်ပြီးဘောပင်ကိုအံ့နံမယ်ဆိုရင်ဘာဖြစ်တမ်းမှရှိမှာမဟုတ်ပါဘူး။ဟွမ်ကတော့တစ်စက္ကန့်တောင်မတွေးပဲရဲတွေကိုဘောပင်အပ်ဖို့အစင်းသင်းဖြစ်နေပါတယ်။ဒါပေမဲ့ပြဿနာတစ်ခုရှိတာကဘောပင်ကအခိုးခံရပြီးသားဖြစ်နေလို့ပါ။အဲ့ဒါကလီချောင်ရီရဲ့လက်ထဲကိုရောက်သွားတာဖြစ်ပြီးသူကသူ့ရဲ့လက်ထောက်တွေနဲ့အတူဒါကိုစတင်အသုံးပြုနေပါပြီ။ချောင်ရီပထမဆုံးဆွဲလိုက်တာကတော့သူအမြဲတမ်းပိုင်ဆိုင်ခြင်းခဲ့တဲ့ခန္ဓာထဲဝါလာတဲ့ပကြီးပြခန်းကြီးဖြစ်ပါတယ်။အဲ့ဒီနောက်သူကတော်ဝင်ဝတ်စုံတွေနဲ့ရှီဟောင်းအေဂရနန်တော်ကြီးကိုဆွဲပါတယ်။တရုတ်ပြည်ရဲ့တမိုင်းဝင်နန်းတော်တွေရဲ့ပုံစံတိုင်းမလို့အခြေခံအားဖြင့်တရုတ်တို့ရဲ့အမွေနှစ်ပုံရိပ်ကိုခိုးယူလိုက်တာပါပဲ။သူကသူ့ဇနီးကိုကြိုးတုပ်ပြီးနှိပ်စက်ပါတယ်။အဲ့ဒီနောက်သူကမဂ္ဂဇင်းမျက်နှာဖုံးပေါ်ကာလှပတဲ့ကောင်မလေးကိုအသက်ဝင်လာအောင်ဆွဲပြီးသူမကိုလက်ထပ်ဖို့ပြင်ပါတယ်။အလှမဲ့တန်ခွဲတစ်ခုမှာပါဝင်နေတဲ့အဲ့ဒီကောင်မလေးဟာရုတ်တရက်ပျောက်ကွယ်သွားပြီးလီချောင်ရီရဲ့ကဘာထဲကိုရောက်ရှိသွားပါတယ်။သူလုံးသမျှအရာအလုံးကရဲတွေအတွက်သူ့ကိုခြေရခံဖို့လွယ်ကူသွားစေပါတယ်။ရဲအရာရှိကချောင်ရီကိုဒီဘောပင်ဟာအရာရာကိုဟာလာဟင်းလင်းကနေဖန်တီးပေးတာမဟုတ်ပဲတခြားတယောက်စီကနေလွှဲပြောင်းပေးတာဖြစ်လို့အတိတ်ဘယ်ကမင်းခိုးနေတာပဲလို့ရှင်းပြပါတယ်။ဒီလိုပြောပေမဲ့လည်းချောင်ရီကတော့သူဘာမှမမားဘူးလို့ဆွညင်းပါတယ်။သူလုပ်ခဲ့တာကပုံဆွဲတာပဲလေ။အဲ့ဒီနောက်သူ့လက်ထောက်ကရဲတွေနဲ့ဝေးရကိုထွက်ပြေးဖို့ဂျိုးအစ်တစ်ခုဆွဲဖို့အကြံပေးပါတယ်။ဒါကြောင့်သူကဂျိုသားရင်ပြန်ကိုဆွဲလိုက်ပြီးသူတို့ရှိတဲ့မှာပေါ်လာပါတယ်။
ဂျိုသားတွေကဒေါသတကြီးနဲ့ဆင်းလာပြီးဘသူကသူတို့ကိုခေါ်တာလဲသူတို့ရဲ့ပစ္စည်းကိုဘယ်မှာလဲလို့ကြောက်စရာကောင်းအောင်တောင်းဆိုကြပါတယ်အဲ့ဒီအချိန်မှာပဲလူတိုင်းအံ့ဩသွားတာကချောင်ရီကတင်ကားတစ်စီးဆွဲလိုက်ပြီးသူ့လက်ထောက်တွေနဲ့အတူထဲထဲဝင်ကဂျိုသားတွေကိုအသေးသက်ဖို့အမြောက်နဲ့လှမ်းကျင်လိုက်လို့ပါပဲဒါပေမဲ့ဂျိုသားတွေကစိုက်ထုတ်မှုမရှိပဲတင်ကားအမြောက်ပြောင်းကိုသူတို့စီပြန်လှည့်ပေးလိုက်ပါတယ်သူတို့ရဲ့ခွန်အားကလူသားတွေထက်အစပေါင်းများစွာတာလွန်နေတာထင်ရှားလာပါတယ်သူတို့ကချောင်ရီကိုသူလုပ်ခဲ့တဲ့ကိစ္စတွေအတွက်ပြစ်ဒဏ်အနေနဲ့ရိုက်နှက်ကြပါတယ်နောက်ဆုံးတော့သူအရှုံးပေးပြီးသူတို့ပစ္စည်းကိုပြန်အပ်လိုက်ရပါတယ်ဒါပေမဲ့ဂျိုသားတယောက်ကအဲ့ဒီမော်ပစ္စည်းကိုတာမန်ဘောပင်တစ်ချောင်းလိုမျိုးပြုပြင်ထားတာကိုမြင်တော့အရန်ဒေါသထွက်သွားပါတယ်သူကအဲ့ဒါကိုချောင်ရီရဲ့မျက်နှာရှိမှာကင်ပြီးအပြေတောင်းပါတယ်ဟွမ်ကရှက်ချီကိုထွက်လာပြီးဒီပစ္စည်းကိုဘောပင်ပုံစံဖြစ်အောင်သူကိုယ်တိုင်ပြုပြင်ခဲ့တာလို့ဝန်ခံလိုက်ပါတယ်ချောင်ရီကဒီပိုင်းနဲ့ဘာမှမဆိုင်ပါဘူးဂျိုသားကဟွမ်ရဲ့ရိုးသားမှုနဲ့အမှားမှန်တိတက်မှုကိုသဘောကျသွားပါတယ်သူကဒီကဘာဂျိုဟာကောင်းတာကောဆိုးတာကောရှိတဲ့သူတို့ဂျိုနဲ့အရန်တူတယ်လို့ပြောပါတယ်သူကသူတို့ပစ္စည်းကိုယူပြီးငင်းညမ်းစွာပဲပြန်ထွက်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူတို့မထွက်ခွာခင်မှာဟွမ်ကဂျိုသားစီကနေနောက်ဆုံးတောင်းဆိုမှုတစ်ခုအနေနဲ့ဒီဘောပင်နဲ့ဖန်တီးခဲ့သမျှအရာအလုံးကိုမူလနေရာတွေစီပြန်ပို့ပေးဖို့တောင်းဆိုခဲ့ပါတယ်ဂျိုသားကလည်းသဘောတူလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အရာအလုံးဟာမူလအတိုင်းပြန်ဖြစ်သွားပါတယ်အရာဝတ္ထုတိုင်းချမ်းရဲ့မျက်လုံးတွေကအစရေပိုက်တွေချောင်ရည်နဲ့သူ့လက်ထောက်တွေဆွဲထားတဲ့အဝတ်စားတွေကအစအကုန်လုံးမူလနေရာပြန်ရောက်သွားပါတယ်ဂျိုသားတွေကအဲ့ဒီနားမှာရဲကားတွေနဲ့ရဟတ်ရင်တွေပြည့်နှက်လာတာကိုသတိပြုမိလိုက်ပါတယ်အခြေအနေကအန္တရာယ်များလာပါပြီသူတို့ကဒီရှုပ်ထွေးမှုတွေအားလုံးဟာသူတို့ကြောင့်ဖြစ်ရတာလို့သိသွားကြပါတယ်ပြီးတော့သူတို့ရဲ့ရင်ပြန်ကလည်းမူလနေရာကိုပြန်ရောက်သွားတာကြောင့်သူတို့စီးစရာမရှိတော့ပါဘူးဒါကြောင့်ဂျိုသားတွေဟာလူသားတွေမဖမ်းမိခင်မှာလျှက်စီးလို့အချိန်နဲ့ထွက်ပြေးသွားကြပါတော့တယ်အဲ့ဒီနောက်ရဲတွေကလီချောင်ရီနဲ့သူ့လက်ထောက်တွေကိုမဂဇင်းထဲကနေဆွဲထုတ်ပြီးတစခန့်ဖြစ်ဖမ်းဆီးထားတဲ့အလှမယ်လေးကိုပြန်ပေးဆွဲမှုနဲ့ဖမ်းဆီးလိုက်ပါတယ်။ချောင်ရီရဲ့ဇနီးကလည်းဟွမ်စီကိုလာရောက်ပြီးသူမအဝတ်စားမှာကင်မရာအဝတ်ပါနေတာကိုသူမလုံးဝမသိကြောင်းနဲ့ဒီကိစ္စတွေနဲ့ဘာမှမပတ်သက်ကြောင်းလာရောက်တောင်းပန်ပါတယ်။ဒါနဲ့ပဲမော်ဘောပင်ရဲ့ဇလန်းလေးကတော့ပြီးဆုံးသွားခဲ့ပါပြီဘဝကတော့အရင်လိုပဲပြန်ဖြစ်သွားပါတယ်။ဘသူမှဟွမ်ရဲ့ပကြီးကားတွေကိုမဝယ်ကြတော့ပါဘူး။နောက်ဆုံးမှာတော့ချမ်းကသူမရဲ့အလှပြင်ဆိုင်ကိုပြန်ဖွင့်ခဲ့ပြီးဟုတ်ပါတယ်။သူမဟွမ်နဲ့လက်ထပ်လိုက်ပါတယ်သူတို့မှာအခုတော့ချစ်စရာကောင်းတဲ့ကလေးတယောက်တောင်ရနေပါပြီဒါကတော့ကျွန်တော်တို့ဗီဒီယိုရဲ့အဆုံးသတ်ပဲဖြစ်ပါတယ်